In sight, bet on game, we own the night. From the streets to the stadium lights, chasing dreams. ကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ Best on Game Facebook Page နဲ့ YouTube Channel များကနေကြိုဆိုလိုက်ရပါတယ်။ဆိုတော့ကျွန်တော်တို့ဒီနေ့ Best on Game Talk Show စီစဉ်မှာတော့ကျွန်တော်တို့တင်ဆက်သူညီကို2ယောက်ပြင်အထူးဖိတ်ခေါ်ထားတဲ့ဧည့်သည်တော်တစ်ယောက်နဲ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီဧည့်သည်တော်ကတော့ခြားသူမဟုတ်ပါဘူး။ပရိသတ်တွေနဲ့ရင်းနှီးပြီးသားလက်ရှိ Share United တင်တဲ့မြန်မာလက်ရွေးစင်နောက်ခံလူဇွဲခံမင်းဖြစ်ပါတယ်ခင်ဗျ။ကိုဇွဲခံမင်းမင်္ဂလာပါ။ ဟုတ်မင်္ဂလာပါ။ ဟုတ်ကဲ့ပါဆိုပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ဒါ Best on Game Talk Show မှာလာရောက်ပြီးတော့ဒါပူးပေါင်းပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။တော့ဒါပရိသတ်တွေသိကျင်နေတဲ့အကြောင်းအရာတွေနဲ့ပြီးတော့ဒီလက်ရှိမြန်မာဘောလုံးလောကအကြောင်းကြတော့ဒါကိုဇွဲခံမင်းတို့ရဲ့ professional player life အကြောင်းအနေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့နည်းလေးပြောကြမယ်ပေါ့ဆိုတော့ပထမဆုံးအနေနဲ့ဒါကိုဇွဲခံမင်းရဲ့ကစားနေတဲ့ပွဲစဉ်တချို့ပြီးတော့မှဒါ pro player life ဖြတ်သန်းတဲ့အတွေ့အကြုံတွေအရင်စပြီးတော့ sharing လုပ်ပေးပါဦးဟုတ်ကဲ့ကျွန်တော်အခုလက်တလောကစားနေတာကျွန်တော်ဒီရှမ်းက National League ဦးစီးကျင်းပတဲ့ National Amalan League ဟုတ်ကဲ့ကစားနေတယ်ပေါ့ကျွန်တော်အခုပြီးခဲ့ပွဲဆိုကျွန်တော် Drew State နောက်ဆုံးပွဲကစားပြီးသွားပြီဟုတ်ကဲ့လက်ရှိနေတာရကျွန်တော်နားနေတာပေါ့ကျွန်တော်ဒီ quarter final ကစားဖို့ကျွန်တော်တို့ကြားထဲမှာကျွန်တော် National Team ကန်နေရှိနေတော့ပြိုင်ပွဲကာလခဏရက်တာတစ်လလောက်ရက်တာပြီးတော့ကျွန်တော်တို့ပြိုင်ပွဲဝေးกว่าမကြခင်မှာတော့ဒီ National League Team နဲ့ပဲတွားပေါင်းဖို့ပဲရှိတာပေါ့ National Team နဲ့ဆိုတော့တွားပေါင်းဖို့ပဲရှိပါပူပေါင်းဖို့ပဲရှိတယ်ကျွန်တော်ဒီဟို Asian Cup ချစ်တဲ့ပွဲကစားဖို့ပါကစ္စတန်နဲ့ကစားဖို့ကျွန်တော် National Team နဲ့တွားပူပေါင်းအောင်ပါအမှန်လည်း League Cup တပွဲပဲရှိရပါမယ်ကျန်တဲ့ပွဲတွေကတော့ဟိုပြိုင်ပွဲမစသေးဘူးပေါ့မစသေးဘူးဟုတ်ကဲ့ပါဆိုတော့ဒါပရိသတ်တွေသိကျင်နေကြတဲ့အကြောင်းအရာတွေကပထမဆုံးချက်ပေါ့လက်ရှိဒါ professional player ဖြစ်လာတဲ့ဟိုအစပေါ့ professional စာပြီးတော့ဖြစ်လာတဲ့အကြောင်းအရာတွေပြီးတော့စာပြီးဖြစ်လာတဲ့အသက်အရွယ်ပြီးတော့အချိန်တွေပြီးတော့ academy တွေကနေဘယ်လိုမျိုးချိတ်ဆက်ပြီးတော့မှဘယ်လိုမျိုးဟို club အသင်းကြီးစီဘယ်လိုဒီလိုလမ်းကြောင်းကိုဘယ်လိုရောက်ခဲ့လဲဆိုတာလေးလောက်ပါကျွန်တော်ဘောလုံးစကန်တော့ကျွန်တော်က6နှစ်ကစကန်တာအသက်6နှစ်မှာကျွန်တော်တို့အဲဟိုကကျွန်တော်တို့ကလိုင်တာဘက်မှာနေတာဆိုတော့ကျွန်တော်မြောက်ပိုင်းခရိုင်တဲ့ဘက်ကိုကျွန်တော်ကပါတယ်အဲ့တော့ကျွန်တော်တို့မှာခရိုင်ပေါင်းစုံပြိုင်ပွဲလေးရှိတယ်ခရိုင်ပေါင်းစုံပြိုင်ပွဲလေးကိုကျွန်တော်ဒီရန်ကုန်မြို့ကပဲကြီးမှုကျင်းပပေးတာအဲ့တော့ကျွန်တော်လမ်းမတော်က DB3 ဆိုတော့တော်တော်များများတော့သိမယ်ထင်တယ်အဲ့ဒီလမ်းမတော်အကြောင်းမှာကျွန်တော်တို့ကန်ဝင်ရတယ် DB3 ခရိုင်၄စုံရှေးနောက်မြောက်တောင်မြောက်ဆိုပြီးတော့ခရိုင်၄စုံကန်တော့ကျွန်တော်တို့အဲ့ဒီ6နှစ်အဲက U30 ဆိုပြီးတော့အဲ့ဟိုနဲ့ဝင်ရတယ်ကျွန်တော်ကန်ရတာကန်ရတဲ့ကွင်းကဗိုလ်တောင်6ကွင်းဗိုလ်တောင်6ကွင်းမှာကျွန်တော်တို့အဲကဖက်နက်တွေပိုင်းမိုးရောက်ဟန်ကလက်လေးနဲ့ဝေးရခြေတောင်ကန်တာအဲ့တော့ကျွန်တော်နောက်တန်းကစားမှာကျွန်တော်ရှေ့တန်းကျွန်တော်ဘက်9နဲ့မြောက်ပိုင်းပြန်ကျွန်တော်ဘက်9နဲ့ကျွန်တော်အဲ့မှာရှေ့တန်းကစားတာဘောလုံးကိုစပြီးရင်းနှီးတာစကစားရတာပေါ့ကွင်းနဲ့ဘောလုံးနဲ့ကောင်းကောင်းမွန်စကစားရတယ်9နှစ်မှာစကစားရတယ်9နှစ်မှာစကစားပြီးတော့ကျွန်တော်တို့နောက်တိတ်မကြခင်ကြတော့ကျွန်တော်တို့ဒီလက်ဦးဆရာပေါ့ဆရာစန်းဝေဆိုတာကျွန်တော်တို့ဒီစက်မှုစုံမှာသူကဘောလုံးတင်တန်းလေးတစ်ခုရှိတယ်အဲဘောလုံးတင်တန်းလေးမှာဆရာနဲ့ကျွန်တော်ကအနည်းငယ် training လုပ်ဖြစ်တော့ဆရာတရက်ကြတော့ကျွန်တော်တို့ဘောလုံးတင်တန်းချင်းခြေဆန်းပွဲကစားမယ်ဆိုပြီးတော့သွားတဲ့အသွားမှာအကယ်ဒမီလူရွေးပွဲရှိရဲတဲ့အဲ့လိုအကယ်ဒမီလူရွေးပွဲမင်းတို့သွားရွေးရမယ်ဆိုကျွန်တော်တို့အဲ့ဒီဘောလုံးအသင်းသွားရွေးရခြေဆန်းပွဲမှာကစားတော့မယ်နော်ဘောလုံးအသင်းသွားရွေးရအဲ့နဲ့သွားလေးလည်းရွေးရောနောက်ကြတော့ဒီကျွန်တော်ရန်ကုန်မှာပထမတစ်ခေါက်ရွေးရချိန်မှာကျွန်တော်တို့ညီကို2ယောက်ပဲပါသွားတာအဲ့တော့ညောင်းနဲ့မင်းတို့ညီကို2ယောက်တဲ့မန်းလေးမှာထပ်သွားရွေးရမယ်တဲ့မန်းလေးဘောလုံးကင်ပြီးမှာပါဖို့အဲ့ဒါကျွန်တော်အဲ့နဲ့မန်းလေးဆင်းရမယ်ဆိုအဲ့နဲ့ချက်ချင်းပဲကျွန်တော်တို့မိဘတွေနဲ့ဆရာတွေရောဆရာဆန်းဝေရောလိုက်ပြီးတော့ကျွန်တော်မန်းလေးဆင်းသွားကြမန်းလေးဆင်းသွားပြီးတော့မန်းလေးလည်းရောက်တော့ကျွန်တော်တို့လူပဲထပ်ရွေးရအဲကဂျင်းခုံရတာလူတွေအများကြီးပဲကယ်ဒမီရွေးအများကြီးပဲပြည်နယ်ပေါင်းစုံကစားမှာအများကြီးပဲတခါမှလည်းအဲ့လိုမျိုးမမြင်ဘူးတော့ဆရာတွေခိုင်းတာတော့ခိုင်းတဲ့အတိုင်းတော့ကိုစွမ်းညံစွမ်းရှိတဲ့လောက်ကတော့အတင်းနင်းကန်အားထည့်ပြီးတော့ပါကျင်တော့အဲ့လိုလှုပ်တော့နောက်ကြတော့အကုန်ရွေးပြီးသွားပြီပြန်လို့ရပြီဆိုအိမ်ကိုပြန်သွားဖုံးဆက်ပေးမယ်တဲ့အကယ်ဒမီကျောင်းသူတို့နောက်ဆုံးလူကပါရင်ဟုတ်အဲ့နဲ့တိတ်မကြခင်မှာပဲဖုံးဆက်တာပေါ့ညီကို2ယောက်လုံးပါဆိုအဲ့ချိန်မှာအကုန်လုံးကပျော်ကြတာမပျော်တာအဖေလို့ပါအဖေကဘာလို့မပြောလဲဆိုတော့သူသား2ယောက်ကိုအဖေကမကန်သေးခြင်းဘာလို့လဲဆိုတော့သူကကျွန်တော်တို့တစ်ခုခုထိခိုက်ဒဏ်ရာရမှာသူကတားဆိုးရင်တာ
အဖေးမှာဒဏ်ရာကြီးကြီးမားမားဆိုလို့ခြေထောက်တိုးခဲ့ပူတာရှိတယ်အဲ့တော့ तू ကအဲ့လိုခံစားချက်မျိုးကျွန်တော်တို့မခံစားရအောင်မင်းတို့ဘာလို့ကံมาလဲကွာတို့ဘာလို့အမြဲအဲ့လိုပြောအဖေကနောက်ပိုင်းကျတော့ကျွန်တော်ဒီခုလိုမျိုးအရွယ်ရောက်လာတဲ့အချိန်ကျတော့တားအဖေရဲ့ဘောလုံးပဲကျွန်တော်တို့ခုကန်တဲ့ပွဲတိုင်းသူ့မှာအလုပ်ရပြီးအကြည့်ရအဲ့တော့မကန်နဲ့ဆိုအမေကတော့ကန်ငါသားကန်သူတို့လင်မယားမျိုးကိုမညီဘူးရဲ့အမေကတော့ကန်ငါသားကန်အဖေကတော့မကန်သေးဘူးအဲ့ဒါနဲ့အဖေရဲ့တောက်ကန်ကျင်တယ်တောက်ဒီဘွားကိုသွားကျင်တယ်ဆိုတော့အဖေအချိန်မှာအဖေကစိတ်လျှော့လိုက်တာမပြောတော့ဘူးဆိုတော့အေးကန်ကွာဆိုပြီးတော့အချိန်မှာအဖေကလွတ်လိုက်ပြီးတော့ကန်ခိုင်းတော့အကယ်ဒမီမှာကျွန်တော်စပြီးတက်ရတာ2017ပေါ့2017မှာအကယ်ဒမီနဲ့စ join ရယ်စ join တော့မန်လေးဘောလုံးအကယ်ဒမီမှာ9နှစ်လောက်နေလိုက်ရကျောင်းစာတက်လိုက်အမှန်ကဘောလုံးကန်လိုက်ကျောင်းတက်လိုက်နဲ့အဲ့လိုနေအမှန်ကစာဘက်ကိုကျွန်တော်ကရော့သွားတာဘောလုံးကန်တဲ့အချိန်မှာအမှန်တိုင်းပြောရင်အကယ်ဒမီကျောင်းရောက်သွားတဲ့အချိန်မှာကျောင်းစာသင်ခန်းနဲ့ရောက်သွားအိမ်သားပြန်ကျင်တာဘောလုံးကွင်းနဲ့ရောက်သွားအဖေမေပါမေးကျွန်တော်ကစင်ကြံဝေးဆိုအောက်ဘက်ရတယ်အပြင်ထွက်ရဆိုအိမ်ကိုဖုံးဆက်အမေပြန်လာခြင်းနဲ့ဘာညာဆိုနင်တို့ပဲရွေးချယ်ခဲ့တဲ့လမ်းလေးဆိုတာအဲ့ချိန်မှာဖေကပြန်လာခဲ့ဒါလည်းပြန်လာခဲ့ဟိုအဲ့နဲ့တပြေးပြေးနဲ့ပေါ့ညီကိုနှစ်ယောက်ရှိတော့စိုးတူကောင်းဘက်ပဲဒါပြန်နေကွာရအောင်ငါတို့ဒီလေရေးစဉ်ဖြစ်သွားတဲ့အချိန်ကျရင်အမေတို့ဘယ်လိုထားနိုင်မှာညာလိုထားနိုင်မှာအဲ့လိုပဲတယောက်နဲ့တယောက်အားပေးနေဆက်နေနေနဲ့9နှစ်ကြာသွား9နှစ်ကြာသွားပြီးတော့အဲ့9နှစ်စရောက်တော့ကျွန်တော်တို့ဒီဘက်ကိုအကယ်ဒမီက U15 ထိပဲမန်လေးကယ်မှာထားတော့ပြီးသွားပြီကျွန်တော်အကယ်ဒမီနဲ့ပြီးသွားပြီးတော့အသက်ဘယ်လောက်ရှိပြီအကယ်ဒမီကစထွက်တဲ့အချိန်မှာအသက်က15နှစ်ဒါပေမဲ့ကျွန်တော်တို့ဒီဘက်ကိုပြောင်းလာတာ U16 camp ဆိုပြီးတော့ National U16 ဆိုပြီးတော့ကျွန်တော်အဘက်ကိုစပြောင်းတဲ့အချိန်မှာအငယ်လေးကအကြောင်းမျိုးကြောင့်အိမ်ပြောင်းသွားမပါတော့ဘူးကျွန်တော်တို့အဲ့နဲ့ကျွန်တော်ကတော့ဆက်ပါသွားတာပေါ့ဆက်ပါသွားပြီးတော့ကျွန်တော်အဲ့ချိန်မှာစကစားရတာ Phoenix AB ဆိုပြီးတော့Phoenix A ကကျွန်တော်တို့ MNL League 2မှာဝင်ပြီးတော့ Phoenix B က U20 Youth League မှာဝင်လာကျွန်တော်ပထမရာသီဝက်ကြတော့ Phoenix A မှာကစားရရဲဒုတိယရာသီဝက်ကြတော့ကျွန်တော် Phoenix B မှာဆင်းကစားရကျွန်တော် MNL အတွေ့အကြုံကအမှစရတာဒါယူတော့ကျွန်တော် professional life ကိုစသွားတဲ့အချိန်ကကျွန်တော်အဲ့ဒီတစ်နှစ်ပြီးလဲပြီးတော့ကျွန်တော်ကရှမ်းကိုရောက်သွားတာကျွန်တော်ညီကတစ်နှစ်စောသွားတာလေးသိမပါပဲနဲ့သူကရှမ်းယူစကိုဟုတ်သူကအရင်ရောက်သွားတာရှမ်းစကိုဒီဟုတ်ကျွန်တော် club ဘက်ကိုသူကလည်းဘောလုံးကန်ကျွန်တော်ပြန်ကန်တော့သူ့ရဲ့ asset တွေနဲ့သူရောက်သူတွားရင်နဲ့ဆရာမင်းသူဆိုတာကျွန်တော်ရှမ်းယူစကိုနီးပြကြောက်အရင်ကခုလောဆယ်ကျွန်တော်ဒီ national team မှာလက်ထောက်နီးပြလုံးနေသူကအဲ့လိုကန်တော့အငယ်လေးကိုသူခေါ်ပြီးတော့အငယ်လေးကိုလူရွေးပွဲပေါ့သူရှမ်းစကို20လူရွေးပွဲကိုအငယ်လေးကိုထည့်ကိုရွေးခိုင်းတော့သူအငယ်လေးကိုသဘောကျတော့ငယ်ကောင်ခေါ်သွားတယ်အတနက်ကသူကပါသွားရင်သူကသူကအတင်းကြီးမရောက်ဘူးအငယ်အသင်းမှာပဲယူဆကိုလီမှာသူကစားနေယူတင်မှာအမှန်တိုင်းပြောရင်40ဘက်မှာအဆင်မပြေဘူးသူကပြောမင်းသူကစားနေကွာလာခဲ့ကွာအဲ့လိုသူကတော့ခေါ်ရှာတယ်ကျွန်တော်အဲ့လိုအဆင်မပြေရတယ်သူဆိုတာဖြစ်တော့အဲ့နဲ့မဟုတ်ပါဘူးစူးစမ်းခြင်းတည်းပေါ့လေရွေးစင်မှာပဲကန်နေတာအဲ့တော့ဘာနေတီးခံပြီးနေခဲ့ရအဲ့လိုစပြီးတော့ကျိမ့်မိတ်ပြီးအတနစ်ကစားလိုက်ကစားပြီးတော့နောက်နေ့ကျတော့ဒီရှမ်းဆက်ကိုအေးလို့အဲ့ကြောင့်ဟိုယူစကိုလီမရှိတော့ U21 U ဆိုပြီးတော့ပြောင်းသွားပြီ21 22နှစ်အချိန်မှာအေးလို့ငါလာမယ်ဆိုပြီးတော့အဲ့နဲ့ကျွန်တော်လည်းဆရာမင်းသူကျွန်တော်လာခြင်းနဲ့ပါညာဆိုဆရာမင်းကအေးလာခဲ့ဆိုပြီးတော့ကျွန်တော်အဲ့ဒီမှာရှမ်းငယ်ကိုစရောက်တာရှမ်းငယ်ကိုစရောက်တော့ကျွန်တော်2019မှာစရောက်ဟုတ်ရှမ်းလူငယ်တင်ကိုစရောက်တယ်ဆရာစရောက်ပြီးတော့ကျွန်တော်19-20ကစားပြီးတော့ကျွန်တော်ဒုတိယနှစ်ကကြတော့ကျွန်တော်တို့ကဟို register အကြီးအသင်းမှာလည်းတင်လို့ရတယ်အငယ်အသင်းမှာလည်းတင်လို့ရကစားသမား3အဖွဲ့ချုပ်ကတက်မှတ်တယ်အဲ့တော့ကျွန်တော်ကအငယ်လေးတို့ကကြတော့အကြီးအသင်းရောက်သွားကျွန်တော်ကကြတော့အဲ့ကိုဗစ်ဖြစ်တဲ့နှစ်အကြီးအသင်းကို register လည်းတင်တာအငယ်လေးတင်တာကျွန်တော်ကိုဗစ်ဖြစ်တော့ကျွန်တော်အများသောအားဖြင့်ကအငယ်အသင်းမှာပဲကစားများတယ်အငယ်အသင်းမှာပဲကစားများအကြီးကအသင်းနီးပြချုပ်ကဆရာအောင်နိုင်သူကလိုအပ်ရင်တော့ခေါ်တုံးတယ်မလိုရင်တော့ကျွန်တော်အငယ်အသင်းမှာပဲကစားအငယ်အသင်းမှာပဲကစားတော့ကိုဗစ်လဲစားဖြစ်ကောကျွန်တော်တို့ယူအငယ်အသင်းပွဲတွေကအကုန်ပွဲချုပ်ကရက်ဆိုင်လိုက်ပါပြီဆိုပြီးတော့ကြီးညာလိုက်တော့အငယ်အသင်းတွေကဘာမှစက်ကန်စရာမရှိတော့အဲ့ဒါနဲ့ဆရာအောင်နိုင်မင်းကိုတုံးမယ်မ
အကြီးတင်တက်ခဲ့ဆိုပြီးတော့ကျွန်တော်လန့်ခေါ်တယ်အဲ့နဲ့ကျွန်တော်ကအကြီးတင်ကိုကိုဗစ်ဖြစ်တဲ့နေ့ကျွန်တော်အဲ့ဒီဟိုမှာ၄သင်းအဆောင်တွေမှာဘောလုံးသင်းတွေကိုကန့်သွင်းပြီးကစားရတာရှမ်းကျွန်တော်ရှမ်းနိုင်တဲ့ပထမဆုံးလိဖလားပြန်ရတဲ့နေ့ကျွန်တော်အဲ့ကသုံးမဲ့ပြန်လာရဲဆိုအဲ့ဒါနဲ့ကျွန်တော်အကြီးတင်နဲ့စပြီးတော့ join ရတာ join ရတော့ကျွန်တော်ရဲ့ပထမဆုံး professional league ပွဲရမကွေးရစီနဲ့ကျွန်တော်တို့ဘာထူဟိုမှာဗာလဲဘလုံမာကွင်းမှာကစားရတာသူကမင်းပထမဆုံးပွဲမင်းဘာလုပ်နိုင်မလဲစောင့်ကြည့်မယ်ပေါ့ဆရာအောင်နာကျွန်တော်ဟုတ်ဆရာကျွန်တော်အရှာတင်းကြီးနဲ့စကစားမယ်ပေါ့ဟုတ်ကျွန်တော်ကြိုးစားပါမယ်ပေါ့ကလေးဆိုဘာမှမသိသေးဘူးမဲမြင်ရပဲ live ကစားတာဟုတ်ကြိုးစားမယ်ဆိုကျွန်တော်လည်းအပွဲမှာပုံမှန်ထက်တာတဲ့ခြေဖမ်းမျိုးရအောင်ပေါ့ကျွန်တော်တို့အကောင်းဆုံးခိုက်တန်းအချိန်မှာကျွန်တော်ဒီ professional live ကိုစပြီးဖြတ်တန်းရတယ်ကိုခံယူခဲ့တာငါစပြီပေါ့အချိန်မှာကျွန်တော်တို့အနှစ်ကလည်းရှမ်းတဲ့ကလူကတားညီသွားတာကျွန်တော်တို့ဘယ်နှမလဲမသိဘူးပြတ်နေတာအဆင့်3မှာကျွန်တော်တို့ဒုတိယကြော့တကြော့လုံးကျွန်တော်တို့မှာရှုံးပွဲမရှိဘူးကျွန်တော်တို့အကုန်တီးတာအကုန်တီးရောကျွန်တော်နောက်ဆုံးကျတော့ဟန်တာအိုဒီတို့ပါအကုန်ကြော်တက်ကျွန်တော်ဖလားပြန်ဖလားရောဒုတိယရာသီကဒုတိယရာသီကရှုံးပွဲမရှိဘူးလုံးဝမရှိဘူးပွဲတိုင်းနိုင်တရေပွဲလည်းမရှိဘူးပွဲတိုင်းနိုင်အကုန်ပြန်တီးရောအဲ့အမတ်ကျွန်တော်ရဲ့ပထမဆုံး professional live ကိုစပြီးဖြတ်တန်းခဲ့ရ In sight, bet on game, we own the night. From the streets to the stadium lights, chasing dreams.